အငိမ့်စားနိုင်ငံဝန်ထမ်းတွေရဲ့ပင်စင်လစာကို2011ခုနှစ်ဇူလိုင်လကစပြီးအစိုးရသစ်ကတိုးမြှင့်ပေးလိုက်ပါတယ်။ပင်စင်လစာတိုးလာပေမဲ့လက်ရှိကုန်စည်နှုန်းနဲ့ဆိုင်ရင်စားဝတ်နေရေးအဆင်မပြေဘူးလို့လည်းပင်စင်စားတွေကပြောဆိုကြပါတယ်။ကြားတာနဲ့ကိုတက်ပြီးကုန်စည်နှုန်းရပြီးတော့ဘာမှအကြောင်းမတူထုံရင်းမဲ့ကကြအောင်ပါပဲ။ဈေးနှုန်းတက်မှာပဲ။မကြတော့တက်ပြီးတော့3000 5000ဈေးပဲထားသူဆိုရင်နောက်9000 8000ဖြစ်မှာပဲ။ကဲတက်ပါပါ။ပင်စင်ရတယ်ဆိုတဲ့ကွာတက်မှာ။ခါရမယ်ပြောထားတဲ့ကတခါတက်သေးတာပဲ။သူနောက်ပိုင်းမှာနည်းနည်းပြန်ကြပါလားသူတခါပြင်ဆင်ပေးတယ်ဒါအတိအကျပေးတယ်ဆိုတဲ့ကသွားပြီးတက်တော့မှာတနိုင်ငံလုံးနိုင်ငံဝန်ထမ်းပင်စင်စား8သိန်းကျော်နဲ့နိုင်ငံရေးပင်စင်စား4000ကျော်ရှိနေတာမှာအနည်းဆုံးပင်စင်လစာကျပ်2000ကနေကျပ်3သိန်းအထိတိုးမြင့်ပေးတာဖြစ်ပါတယ်။ဒါပေမဲ့ပင်စင်လစာတိုးမြင့်ဖို့အတွက်ပင်စင်စားတွေကကိုယ်အလုပ်လုပ်ခဲ့တဲ့ဌာနတွေနဲ့ပြန်ပြီးဆက်သွယ်ကြရမှာဖြစ်တဲ့အတွက်လဲနေဝေးရောက်နေတဲ့ပင်စင်စားတွေအခက်အခဲဖြစ်နေကြရပါတယ်။အခုဒီလိုပဲပြန်လာပြီးပြန်သွားကြတာ။ကိုယ်ဌာနကိုပဲကိုပြန်သွားမှာ။အရင်ကတော့ပင်စင်လစာကတစ်လကိုကျပ်900လောက်ပဲရတာကြောင့်တစ်လတစ်ခါမထုတ်ဘဲ6လတစ်ခါလောက်ပေါင်းပြီးပင်စင်ထုတ်နေရသူတွေလည်းရှိပါတယ်။အခုပင်စင်လစာတွေဘယ်လောက်တိုးပေးမယ်ဆိုတာတိတိကျကျမသိရသေးပေမဲ့အရင်ထက်ဆိုင်ရင်တော့များလာလို့အဆင်ပြေလာမယ်လို့လည်းပင်စင်စားတချို့ကမျှော်လင့်နေကြပါတယ်။အခုတိုးမှာတော့2000 3000တော့ပြောတယ်။ဒါကအတိအကျမသိသေးဘူး။ဒါပေမဲ့တိုးတာတော့တိုးမှာပေါ့နော်။ပင်စင်လစာတွေတိုးပေးနေပေမဲ့စစ်မှန်တဲ့ဒီမိုကရေစီအစိုးရမပြောင်းမချင်းပြည်သူလူထုရဲ့စားဝင်နေရေးကချောင်းလဲလာမှာမဟုတ်ဘူးဆိုပြီးလဲဝေဖန်မှုတွေရှိနေပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကစစ်တပ်ကအုပ်ချုပ်နေတဲ့၍ကျုံဘဝအဲ့ဒါတိုက်သူပြည်သားတွေအငတ်ဘဝသတောင်းစားဘဝကဘယ်တော့မှမလွတ်နိုင်ဘူးအငိမ့်စားဝန်ထမ်းတွေရဲ့ပင်စင်လစာကိုဖျက်သိမ်းခဲ့တဲ့စစ်အစိုးရလက်ထက်1993ခုနှစ်ကပင်စင်လစာရဲ့25%နဲ့2000ပြည်နယ်မှာပင်စင်လစာရဲ့2ဆတိုးမြင့်ပေးခဲ့ပါတယ်အခုအစိုးရသစ်လက်ထက်မှာတော့အနည်းဆုံးပင်စင်လစာကျပ်2000ကနေအမြင့်ဆုံးကျပ်3သိန်းအထိဇူလိုင်လကစပြီးတိုးပေးမှာဖြစ်ပါတယ်ရှင်